Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ကျွန်တော်လေးမြန်မောင်းတော်မှာဖြစ်ပါတယ် Okay မြင်ရတဲ့အတိုင်းပဲကျွန်တော်ရဲ့လုံးဝအမိုက်စားလေးမြန်ကြီးကိုခုဆိုရင်တော့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်လေးမြန်ပေါ့ဗျာဒီလေးမြန်ကနေပြီးတော့ကျွန်တော်တို့လုံးဝအမိုက်စားလေးမြန်ဖြစ်အောင်ကျွန်တော်တို့တဖြည်းဖြည်း upgrade မြင့်သွားမှာပေါ့ဗျာ Okay ကျွန်တော်တို့ စီလေးထားလောက်မယ်နော် Okay ရပြီစီထားပြီးတော့ဆိုတော့ကျွန်တော်တို့စပြီးတော့မောင်းပါမယ်ဘယ်လိုမောင်းရမလဲโอเคဒါမှထားနိုင်မယ်နော်တော့မယ်လေတော့ဟုတ်လားအပေါ်က lunch နေဘာလို့မရရမသိညဘာလို့မရရမသိ Okay brother ကျွန်တော်ဒီခုနထိုင်း driver seat မထည့်ဘဲနဲ့ကျွန်တော်မောင်းနေအခုသွားလို့ရတော့ Okay သွားမယ်ဒီထက်မြင်လို့မရတော့ဘူးလား speed อ่ะနေလေးမြင်ရတယ်အဲ့ဒါမှကျွန်တော်ခုမှစားဆိုနီးမှာပဲဟုတ်တယ်မလားလေးမြင်โอเคဘာဖြစ်ပတ်စံတော့ရပါတယ်ကြောက်ရောအောက်ကိုစိုက်နေပြီဒီမြင်လောက်ကြပါအောင်စီတမ်းမကုန်နေပဲနဲ့အေးအောင်ဘာဖြစ်လို့လဲမသိအောက်ကြီးစိုက်နေပြီရှောင်းပတ်စံနေရတော့ရနေဗျโอเคသွားမယ်ဒီဝိုင်းထဲဝင်ကြည့်တာဘာဖြစ်မလဲမသိဝင်ကြည့်လိုက်မယ်နော်ဘာလည်းမဖြစ်ဘူးဘာဝိုင်းနေတော့မသိဘူးကြောက်တုံးရှောင်းအဲ့ဒါကြီးဝင်တိုင်းပေါက်တော့မှဒီမြင်ပြောင်စီကုန်းပြီအောက်ကြီးကိုစိုက်နေပြီအောင်နေကျွတ်ထွက်ကုန်အေးပါကွာနေဦးမြန်ကျွန်တော်တို့ပစ္စည်းလေးတွေရင်ဝင်လာအောင်မယ်ဗျာအဲဒီ shop ကနေပြီးတော့โอเคဘာလေးရှိတယ်မသိဘူးရောကွာ block တွေတော့ဝေးကွာရောရှိသည်မြအကုန်ဝင်ကွာ plan ပြရှိတာမဟုတ်ဘူးဘာရှိသေးလဲမသိအောင်မှာဘာရှိသေးလဲမသိဘူးโอเคဒါလေးစီပုံးလေးဝယ်မယ်ပြီးတော့နောက်တော့อีกတော့ပါပဲဟေးဟိုကောင်မလေးဘယ်ရောက်လာတော့တူတော့မယ်ဟေးကောင်မလေးနဲ့တူတော့နေတယ်โอเคသွားမယ်မြန်သားမှာကွာမင်းလေးမြန်အဲ့လောက်ကြီးနေတော့ကြတယ်မဟုတ်သေးဘူးနော်မင်းတို့ကဟိုရကောင်မလေးရရောမိုက်တယ်ဟေးကွာကောင်မလေးသွားငီးနေတာပေါက်ကွဲသွားပြီI am a best driver Okay ကျွန်တော်တို့ပါဆက်လောက်အောင် Okay စီပုံးလေးထည့်လိုက်အောင်မယ်နော်ရို့ပါမယ်Okay ထည့်မယ်ကွာရို့စီကာခံအောင် A few moments later Okay ဘောတော့ကျွန်တော်စောက်လို့ပြီးတော့မယ်ဗျ Okay ဒါလေးတက်လိုက်အောင်မယ်ဒါလေးတက်ပြီးလောက်ပါပြီ။အစင်းလေးဖြစ်သွားပြီပြန်ဖို့ဒါလေးတက်ပြီး Okay ဒီမှာတစ်ခုနောက်တဲ့ဒီဘက်မှာတစ်ခု Okay ပြန်ကြစို့ let's go ရော့ Okay ပထမတော့ပို့ပြီးမြန်းလာပြီ let's go လို့ school တဖြည်းဖြည်းနဲ့ Okay နည်းနည်းတော့မြန်းလာပြီဟေ့ရှောင်းအေးတိုက်ကုန်ပြီဟာကွာ Okay bro ကျွန်တော်ပစ္စည်းတွေဆက်ဝယ်တာအောင်မယ်ဗျာဆက်ဝယ်ပြီးဆက်ဆောင်မယ် Okay ကျွန်တော်ဆက်ဆောင်အောင်မယ်ဗျာ One eternity later Okay bro ကျွန်တော်တို့အကုန်လုံးပြီးစီးသွားပါပြီဟိုမဲ့လုံးဝအမိုက်စားလေးမြန်ကြီးဖြစ်သွားပြီပေါ့ဒီမှာကြည့်တော့လုံးဝတုံးကြီးနဲ့ကျွန်တော်ဒီပတ်စံနေအမှန်ကန်နေရှာပြီးတော့ကြာကြီးရှာလိုက်ရတယ်ဗျာရှာပြီးတော့ဝယ်လိုက်ဆောက်လိုက်နဲ့ကျွန်တော်ဆောက်လိုက်တာဒီလိုဘာစကားလိုလေးမြန်လိုမီမှုတင်းမောလိုဘာလိုညာလိုဟာကြီးရသွားပါတယ်ကျွန်တော်ဟာလေးမြန်နဲ့ကိုတွေ့ရလားမသိဘူးလေးမြန်လားဘာစကားလားတင်းမောလားတင်းမောမသေးဘူးဟေးရင်ကုန်တင်းမောကြီးကြာတာပဲမသိကြည့်လိုက်ပြတော့ဘေးမှာတုံးကြီးရောပါတယ်နော်โอเคကျွန်တော်အရင်ဆုံးဒီဟာနဲ့ပြန်လိုက်ကြစို့ဗျာโอเคခဏနေလူခေါ်လာအောင်မယ်နော်လူပြန်မလဲ let's go ငါလီမြန် bro တဲ့ပိုမိုက်တယ်ချားလူတွေတဲ့စတာပါ bro လည်းပြန်မလား
ပြန်မယ်ပြန်မယ်ပြန်မယ် Huh? ရောင်ကြီးအဲ့ဘဲလေးကအမှန်ကန်နေစောင့်နေတာဒီဘဲလေးကဘူးပြန်မယ်ဘက်ကကောင်မလေးတော့ခေါ်လာမလားလေပြန်မယ်ဟေးပြန်မယ်လေးမြန်နဲ့သွားမယ်လားသူကလည်းအမှန်ကန်နေစောင့်နေတာရောင်ကြီးတော့မယ်လေဒါသူ့လီမြန်နဲ့သွားကြည့်မယ်တော့မယ်လေဟေးကောင်မလေးတော့မယ်လားโอเคဘူးကျွန်တော်ပြန်နေပြီအမှန်ကန်နေရောင်ကြီးအလောက်ကြီးနေလေပတ်တိုက်ကုန်အခုကျတော့ဒီပါကွာကျွန်တော်တအားကြီးမြန်နေမကောင်းဘူးဗျโอเคကျွန်တော်ဆက်ပြန်လိုက်ကြစို့ဗျာဒါစကူဖြည်းဖြည်းလေးပဲသွားမယ်နော်ဖြည်းဖြည်းလေးပဲသွားမယ်တအားကြီးမြန်စရာမလိုဘူးတိုက်ကတိုက်လိုက်သေးတယ်ကွာတအားကြီးမြန်စရာမလိုဆက်ရှိန်လျှော့ရှိန်ကိုလျှော့ရှိန်ရထိလိုက်ကိုမြန်နေတာတိုက်တော့မယ်တိုက်သေးမယ်โอเคခဏနေ bro ကျွန်တော်လေးမြန်အရင်လိုက်ပြမယ်ဗျာဒီမှာဆိုတုံးကြီးတွေနေဗျာလုံးဝအမိုက်စားလေးမြန်တီထောင်နိုင်ခဲ့တယ်ပေါ့ဗျာလုံးဝကိုဒီမှာနောက်ကဒုံးကြီးတွေလည်းအများကြီးပဲကျွန်တော်တက်ထားတာရှိတာအကုန်ဝယ်ပြီးတက်ထားတာဒီလာပတ်စံနေရှာပြီးတော့ဒီမှာအထဲပဲလည်းပြမယ်နော်ဒီမှာလုံးဝ truck passenger ကြီးထိုင်လို့ရတယ်ပေါ့ဗျာမှာလုံးဝမိုက်တယ်ဒီအပေါ်မှာလည်း propeller တွေအများကြီးတက်ထားတယ်ကျွန်တော်မှန်နေကြတော့ helicopter နဲ့တူတာ helicopter နဲ့မတူပဲရေငုံသင်းမောနဲ့တော့တူโอเคပြန်ကြစို့လာပြန်မယ်โอเคဖြည်းပဲနော်တအားကြီးမြန်စရာမလိုဖြည်းဖြည်းပဲရမတက်စိတ်ကိုထိန်နော်တိုက်တယ်တီးတော့မှာပဲရောင်ကြီးခဏဝင်ထိုက်နေတာဟုတ်သေးပါသွားပြီငါလေးမြန်လဲကွာချိန်လုံးဝင်တိုက်နေအဲ့လိုကြီးမြန်တော့လေဘလို့မကောင်းဘူးဗျရောင်ကြီးသူများကြီးလင်းမောင်းရင်လို့ပဲလားငါကတော့တစ်ချိန်လုံးကိုဝင်တိုက်နေမဟုတ်သေးဘူးကွာငါလေးမြန်လုံးအားကြီးโอเคဘလို့ stop ဖြစ်တော့ stop ဖြစ်ဘာရှိလဲမသိတော့ကြည့်လိုက်မနာလေးဆွဲဘာရှိလဲမသိအိုးရဟယ်လီကော်ပတာဖက်လာတဲ့ဝဲမယ်နှစ်ခုလုံးဝဲโอเคဒါနေတက်လာအောင်မယ်โอเคဖေးနာတိုင်ကောင်းလည်းမသိဘူးโอเคဘလို့ကျွန်တော်ဒီအပေါ်တက်လိုက်မယ်နော်ဒီအပေါ်မှာတက်လိုက်မယ်โอเคဒီနားလေးတက်လိုက်မယ်ပေါ်ဒီโอเคရပြီအဲ့နာတက်လိုက်မယ်โอเคနောက်တစ်ခုဟိုအနောက်မှာဘာလို့သွားထိုင်နေနောက်တစ်ခုဟိုအနောက်မှာတက်မယ်โอเคဒီနားလေးအလေတဲ့โอเคရောမတက်လိုက်ပြီโอเคရသွားပြီလုံးဝဟယ်လီကော်ပတာလိုဟယ်လီကော်ပတာနဲ့တော့နည်းနည်းတူတော့ပြီနော်ဟုတ်တယ်မလားဟေးโอเคဒီပါရှိသေးတယ်မသိဘူးဘာမှမရှိOP propeller တဲ့ okay OP propeller နည်းနည်းဝယ်လိုက်မယ် okay landing gear လေးဝယ်မယ်ရော့ okay ဟိုဘက်ကဘာလို့စီးကျင်တာလားမသိခဏလေးဘယ်လိုကျွန်တော်ဒါအရင်တက်လာအောင်မယ်ဒီမှာတစ်ခု okay နောက်ထပ်ဒီမှာတစ်ခုokay ရပြောပြီရပေးနာတော့ထိုင်နေပြန်ကြစို့ okay ပြန်မယ်ပြန်ပြီဗျိုဟိုဘက်ပြုတ်ကြသွားပြီရောင်ငါလည်းတေတော့မတေးပြီပါကွာမိုက်လိုက်တာလင်းမြန်မောင်းတာလေဒီခဏအောင်တေးနေတာမဟုတ်သေးဘူး okay brother တို့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပြီးတော့ဗီဒီယိုလေးကိုလည်း like ပေးခဲ့ပါဦး bye bye